ရာသီအစမှာရင်ပွဲချက်တွေနဲ့ရင်ဆိုင်ရမယ့် United ဘာတွေပြင်ဆင်ထားရမလဲ။ပြည်ရအောင်ပဲမိမှာများ CCI ဘက်ကွန်ရှိကိုအင်ဂျင်ကနေပြန်လဲကြိုးလိုက်ပါရင်။ Manchester United ဟာပရီးမီးယားလိအဖွင့်ပွဲမှာရင်အာဆင်နယ်နဲ့စတင်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဒုတိယလူဖြစ်ခဲ့ရတဲ့နှစ်သင်းတွေးဆုံကြတာဖြစ်တဲ့ပြင်အဆင့်ဆန်ကားနဲ့ဇသိန်းခဲ့တဲ့ United အတွက်တော့ဆက်စချင်းစောင်းနဲ့ထွေးခံလိုက်ရသလိုပါပဲ။ဒါပေမဲ့ United ဟာဒီပွဲပြီးရင်ဖူအန်နဲ့အဝေးကွင်းဗန်လီနဲ့အိမ်ဝဲပွဲစဉ်တွေကိုဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။စက်တင်ဘာလထဲမှာတော့ United အတွက်ပွဲချက်တွေပြန်လည်ရောက်ရှိလာခဲ့ပြီး ETM မှာ Manchester Derby နွဲဖို့ရှိနေတယ်လို့ Chelsea ကိုလည်းအိမ်ဝဲမှာအခက်အခဲစားရမှာဖြစ်ပါတယ်။ဒါမျိုးကဒီရာသီမှာတစ်ချိန်မို့တစ်ချိန်ကြုံတွေ့ရမှာဖြစ်ပြီးတော့စောစောတွေ့ရတဲ့နောက်ကျမှတွေ့ရတော့ပဲခွာသွားတာဖြစ်ပါတယ်။အခုလိုမျိုးရာသီအစမှာရင်ပွဲချက်တွေနဲ့ရင်ဆိုင်ရမယ့် United ဘာတွေပြင်ဆင်ထားတင်လဲဆိုတာအခုလိုပဲသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကြည့်တဲ့လူစင် United အနေနဲ့အာဆင်နယ်နဲ့အဖွင့်ပွဲကစားဖို့အတွက်ရက်ပေါင်း60ဝန်းကျင်ချိန်ရပါတယ်။လက်ရှိချိန်မှာအပြောင်းရွှေ့ဈေးကွက်ကလည်းဖွင့်နေတဲ့ကာလမို့ဒီရက်တွေအတွင်းမှာကြည့်တဲ့လူစင်တစ်ခုကိုတိဆောက်သွားရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့ United ဟာဒီပြအပြောင်းလဲနေကြအသင်းရဲ့လူစင်ဟာတည်ငြိမ်မှုမရှိခဲ့ပါဘူး။ဒီရာသီမှာတော့ဒါမျိုးထပ်မဖြစ်အောင်ရှင်းတဲ့ကစားသမားကိုစောစီးရှင်းပြီးအမော်ရဲ့ကစားကွက်နဲ့ကိုင်းညီမဲ့ကစားသမားတွေကိုစောစီးခေါ်ယူတင်ပါတယ်။လက်ရှိမှာ United ဟာ Eriksen, Ivan, Lindelof တို့ကိုထပ်ခွာဝင်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါအပြင်အငှားထွက်ကစားနေတဲ့ Sancho, Rashford, Anthony တို့ကိုလည်းရောင်းထုတ်သွားမှာဖြစ်ပါတယ်။ကာနာချိုမေဆိုမဝိုင်လန်တို့ကလည်းအယောင်ဆင်းတင်ခံထားတဲ့ကစားသမားတွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဒီမှာ United ကနေကစားသမား10ဦးလောက်ထပ်ခွာသွားမှာဖြစ်ပါတယ်။ဒီကစားသမားတွေနေရာမှာအင်အားဖြည့်တင်းမှုတွေပြန်လည်ပြုလုပ်ရမှာဖြစ်ပါတယ်။လက်ရှိလောလောဆယ်မှာတော့ကွန်ညာတယောက်တည်းကိုပဲခေါ်ယူထားနိုင်ပါသေးတယ်။အဲမို့ EKTG တို့နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပေမဲ့အမြန်ဆုံးရအောင်ခေါ်ယူထားတင်ပါတယ်။ဖြစ်နိုင်ရင်ရာသီကျိုးခြေစမ်းပွဲတွေမစခင်တော့အပိသက်ခေါ်ယူမှုတွေပြုလုပ်သွားဖို့လိုအပ်နေပါတယ်။နံပါတ်2ရာသီကျိုးခြေစမ်းပွဲတွေရာသီကျိုးခြေစမ်းပွဲတွေဆိုတာလာမယ့်ရာသီအသေးအတွက်အကောင်းဆုံးပြင်ဆင်မှုဖြစ်ပါတယ်။ United ရာသီကျိုးခြေစမ်းပွဲတွေကိုဆွေးနွေးအမေရိကန်တို့မှာဖြစ်တမ်းပြီး Old Trafford မှာအဆုံးသတ်မှာဖြစ်ပါတယ်။ရာသီကျိုးခြေစမ်းပွဲပြိုင်ပွဲတွေကလည်း Leeds United, West Ham United, Everton ဘုံမောက်တို့လိုပြည်တွင်းပြိုင်ပွဲတွေဖြစ်တာကြောင့်အတော်လေးအားရဖို့ကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်။ဒီသင်းတွေကပရီးမီးယားလိမှာလည်းရင်ဆိုင်ရမှာဖြစ်ပြီးတော့ရာသီကျိုးမှာရင်ဆိုင်ပြီးပြိုင်ပွဲအခြေစွမ်းနဲ့အလားအလာကိုကဲကွက်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကရာသီကျိုးခြေစမ်းပွဲမှာကစားသမားတွေရဲ့အလားအလာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးပြောခဲ့တဲ့ channel ပြန်ပြီးတော့ဆက်ပြောဆိုရမယ်ဆိုရင် United အနေနဲ့ကြည့်တဲ့လူစင်းတစ်ခုနဲ့ဒီရာသီကျိုးခြေစမ်းပွဲတွေကိုဝင်ရောက်ကစားပြီးပရီးမီးယားလိအဖွင့်ပွဲမှာဘယ်လိုလူစင်းကိုထုတ်သုံးတင်တယ်ဘယ်ကစားသမားတွေကဘယ်အားနည်းချက်တွေမှရှိတယ်ဘယ်ကစားသမားတွေကဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။နံပါတ်3ချက်ဒဏ်ရာပြဿနာ United ပြီးခဲ့တဲ့ရာသီကအဓိကကြာရှုံးခဲ့တဲ့ချက်တွေထဲမှာဒဏ်ရာပြဿနာကလည်းထူးအပါဝင်ဖြစ်ပါတယ်။ရာသီကျိုးခြေစမ်းပွဲတွေမှာဒဏ်ရာပြဿနာမကြုံတွေ့ရအောင်အထူးပြုစိုက်သွားရမှာဖြစ်ပါတယ်။တော်တော်ကျင်တာက United အနေနဲ့ရလက်ပိုင်းထက်အတွေ့အကြုံပိုင်းနဲ့ကစားကွက်စမ်းသပ်တာလောက်ကိုပဲဦးစားပေးလုပ်တင်ပါတယ်။ Emily အနေနဲ့လည်းကစားသမားတွေကိုလှည့်ကျတေချာလေးပွဲထုတ်ပြီးတော့နောက်ဆုံးကစားမဲ့ရာသီကျိုးခြေစမ်းပွဲလောက်ကြာမှသာဒါမဲ့ရာသီအတွက်ပုံတွေအသုံးပြုသွားမဲ့လူစင်းကိုစမ်းသပ်သုံးဆွဲကြည့်တင်ပါတယ်။အချို့အပြင်ပြောမယ်ဆိုရင်တော့ဒီလိုပွဲချက်ကာလတွေဟာနှစ်စဉ်တိုင်းဖြတ်တန်းနေရမှာဖြစ်ပါတယ်။စောစီးဖြတ်တန်းတာနဲ့နောက်ကျမှဖြတ်တန်းတာဒါပဲကွာတာဖြစ်ပါတယ်။စောစီးဖြတ်တန်းပြီးရလက်ကောင်းတွေရောက်နိုင်ခဲ့မယ်ဆိုရင်တော့ကျန်တဲ့ပုံမှန်အနေထားမှာ United ဟာတခြားအသင်းတွေနဲ့နားတစ်ပြားတာရနေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။